တေတံမာယာဝိနောဒါသံအာဂုံဝဇဏိကတထံမာယံကုတင်တုဝိတင်တုဝိဒောဇဝိတုရောတဟမာယာကုတင်တုဝိတင်တုဝိဒောဇဝိတုရောတဟစန္တနောကာမတေထောဇကေနိဂန္တုနိဂန္တုဇံတဲ့ကောင်းမြည်ဒီပိုက်ရ24ကဘာလို့ဆိုလို့လဲဆိုလို့ရှိရင်အဲ့ဒီနာမည်ကြီး၄ပါးရဲ့နောက်လိုက်နောက်ပါเนาะကျွန်းယုံတော်တွေဖြစ်တဲ့ဒါနတ်သားတွေရဲ့နာမည်နတ်သားပေါင်း19ယောက်ရောက်20လောက်ရှိတယ်ပေါ့เนาะအေးဒါကြောင့်မလို့တေတံတဲ့ထိုနာမည်ကြီး၄ယောက်တို့ရဲ့ဒါသာကျွန်းယုံတော်ဖြစ်ကုန်သို့ကျွန်းတော်ဆိုတာသူတို့အကောင်းတဲ့ကျွန်းတော်တွေတော့မဟုတ်ဘူးပေါ့မာယာဝိနောတဲ့เนาะပရိယေမာယာများကုန်သို့ဝဇဏိကာဆိုတာဒါလှည့်စားတတ်ကုန်သို့တထာဆိုတာဒါဆင်းလဲကောင်းจิตတတ်ကုန်သို့ဘယ်သူတွေလဲဆိုလို့ရှိရင်သူကနာမည်ပါတဲ့နတ်တွေပေါ့နော်သူတို့နာမည်တွေပါလဲဆိုတာမာယာဆိုတာဒါမာယာနတ်ကုတင်တုဆိုတာကုတင်တုနတ်ဝိတင်တုဆိုတာဝိတင်တုနတ်ဝိတုစနတ်ဝိတုဒဆိုတာလည်းဒါဝိတုဒနတ်ရဲ့နာမည်စန္ဒနာဆိုတာကဒါစန္ဒနာနတ်သားကာမတိထောဆိုတာလည်းဒါကာမတိထနတ်သားတဲ့ကိဏိကန္တုဆိုတာကကိဏိကန္တုနတ်သားနိကန္တုဆိုတာနိကန္တုနတ်သားဒီအောက်ကပိုက်တွေကလည်းဒါနတ်သားတွေရဲ့နာမည်ပဲเนาะပနာထဆိုတာပနာထနာမည်ရဲ့နာမည်ဩပမညဆိုဩပမညနာမည်ရဲ့နာမည်ဒီဝတ္တုဒောဇမာတလီဆိုတာနာမည်ကြီးတဲ့เนาะမာတလီယထာထေဒီမာယာဆိုတဲ့နေရာကနေပြီးတော့နောက်ထပ်19ဘုံမြောက်တိုင်အောင်ကဒါနာမည်တွေရဲ့နာမည်တွေဖြစ်တယ်ဒါနာမည်ကြီး၄ယောက်ရဲ့နောက်လိုက်နောက်ပါကျွယုံတော်တွေရဲ့အချမ်းတွေရဲ့နာမည်တွေဖြစ်တယ်ဒါကြောင့်မလို့ဒီနေရာကိုရောက်တယ်ဒီနေရာကိုရွတ်တယ်ဆိုလို့ရှိရင်ဒါနတ်တွေရဲ့နာမည်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသိထားရမယ်သူတို့နာမည်ကိုပါတဲ့အတွက်ကြောင့်ဒါသူတို့နာမည်ကိုကြားလို့ရှိရင်တဲ့သူတို့ကဘယ်နေရာရောက်သိတယ်လို့ဆရာတော်ကြီးတွေကတော့ပြောတယ်ပေါ့နော်အေးစင်ပြပါစေပေးကင်းပါစေအောင်မြင်ပါစေ